အကြာကြီးထိုင်နေလို့ကျွန်တော်ခြေထောက်ထုံနေတယ်။ဒါလေးကိုအတူတူရေးကြည့်ကြရအောင်။အကြာကြီးက too long ထိုင်တာက sit ဒီနေရာမှာကိုရေးချင်တာကထိုင်ခြင်းကနေမှဖြစ်ပေါ်လာတဲ့ထုံကျင်မှုဆိုတော့ from sitting from ကိုသုံးပေးရမယ်။ကျွန်တော်ခြေထောက်ဆိုတော့ my foot ထုံနေတယ်ထုံနာကျင်နာကို nump ကဲပြီးဒါလေးကိုဝကြတစ်ကြောင်ဖြစ်အောင်အတူရေးကြမယ်အရင်ဦးဆုံးစကြောင်းရဲ့အစမှာ subject ရှိမယ် subject က my foot subject ပြီးရင် verb လာမယ် verb ကဒီထုံကျင်နာကိုခံစားရတာဖြစ်တဲ့အတွက် feel ကိုသုံးလိုက်မယ်ခြေထောက်ဒီတစ်ဖက်ပဲဖြစ်တဲ့အတွက် subject အနည်းဆိုတော့verb မှာ s ကလေးပေါင်းပေးရမယ်ဘယ်လိုခံစားရလဲထုံနာကျင်နာဆိုတော့ nump အဲ့ဒီထုံကျင်မှုကဘယ်ကနေလာလဲ from sitting too long ကဲ၍များမင်းဘယ်လိုခံစားရလဲလို့မေးချင်တယ်ဆိုရင် how do you feel သူမဘယ်လိုခံစားရလဲလို့မေးချင်တယ်ဆိုရင် how does she feel ကဲနားလည်မယ်လို့မျှော်လင့်ပါတယ်ဒီဗီဒီယိုလေးကြည့်ပြီးအကျိုးရှိရဆိုရင်တစ်လို့ comment မှတ်ပေးတော့နော် thank you